ကျိုက်တီယိုဗီဒီယိုတင်လိုက်တာ comment တွေအများကြီးမှန်လာကြတယ်အဲ့လေးတွေကိုတက်နိုင်ဆုံးတစ်ခုရင်းစီ reply ပြန်ပေးမယ်နော်ဒီမန်လေးကအမချေချင်မတက်ဘူးလို့ချေချင်တက်ရဲ့အလူကန်ပို့ဆိုးတဲ့မလူရင်ပဲတော်ထဲမှာကြားကြိုက်တော့မလို့ပဲတဲ့အလူကန်ထားတာတွေကလည်းတောက်လျှောက်ပဲချေချင်တက်တဲ့လမ်းတစ်လျှောက်ဟုတ်လားအဲ့ဒါဆိုတော့သူတို့ကလမ်းလျှောက်မတက်ဘူးလို့တော့မသိဘူးပေါ့နော်ချေချင်တက်ဘူးတဲ့လူတွေကတော့တော်တော်များများတော့သိလိုက်မယ်အဲ့အကြောင်းနောက်ထပ် comment ကြောက်ထက်ကြည့်တော့62မိနစ်ရေးထားတာတဲ့မိုင်းရေးတော့ဘာဖြစ်မှာလဲအဲ့မှန်တယ်သိလားသူတို့ဆိုလို့ရှိရင်ပထမတစ်ခေါက်သွားတာမနက်7နာရီလောက်သွားတာညနေ9နာရီခွဲ6နာရီမှပြန်သူလေးဆိုလို့ရှိရင်သွားခဲ့ပါတယ်တဲ့ကြောက်ထက်ကြီးကိုမနက်9နာရီတက်ကသွားတာည8နာရီမှပြန်ရောက်ပါတယ်တဲ့လမ်းမှာအကြာကြီးနားခဲ့လို့တော့ထင်တယ်ဒုတိယတစ်ခေါက်စုလို့ထပ်သွားကြတော့ပထမတစ်ခေါက်လောက်မကြာတော့ဘူးမြန်လာတယ်ပြီးတော့တောင်တက်ဆမရှိရလဲပါမယ်ထင်တယ်တောင်တက်ဆပထမတစ်ခေါက်သွားတော့ကကြတော့အကြာကြီးသွားရတယ်ဒီတစ်ခေါက်သွားကြတော့မနက်9နာရီလောက်သွားတာနေကင်း3နာရီလောက်တော့ပြီးတော့လူခံနေရတော့တီးတဲ့အတိုင်းပဲဒီမက်မှာဆိုအများကြီးတွေ့ရတယ်ခုနတင်ထားတဲ့ဗီဒီယိုမှာပေါ့နော်ဒီလိုမျိုးကြောက်ထက်ကြီးကဘလို့လူခံနေပြီးလမ်းဖရားတွေဘလို့လူခံနေရွှေနှန်းကျင်နန်းကဘလို့လူခံနေဆိုတဲ့အကြောင်းတွေကတော့ဒီမှာမက်နေတာဖတ်ကြည့်လိုက်ကြတော့ဒါကတော့ကြောက်ထက်ကြီးကိုသွားထားတဲ့လူကြီးတွေရဲ့အတွေ့အကြုံစကားတွေပေါ့နော်ပြီးတော့လေဒီမန်လေးဆိုလို့ရှိရင်ရွှေတင်ငယ်ဟန်ပြပဲကတ်တာပါတဲ့အမသူတို့ဘေးမှာပုံထားတာအဲ့ဒါတော့သူတို့မသိဘူးပေါ့နော်သူတို့မြင်တာတော့သူတို့ကတ်တာလေးတော့တွေးခဲ့ပါတယ်ဒါပေမဲ့တစ်နှစ်နဲ့တစ်နှစ်တော့ပြောင်းလဲမလာပါဘူးလိုပဲဖြစ်ဖြစ်ပေါ့နော်သူတို့ကြိုက်ထီကနေကြောက်ထက်ကြီးကိုသွားတယ်လမ်းမှာဖရားတွေရှိတယ်ကိုတရားတဲ့စိတ်ရှိတယ်လူကျင်တဲ့စိတ်ရှိရဲဆိုလို့ရှိရင်သူတို့ဘာပြောကိုထဲ့ကျင်တလောက်ထဲခဲ့တယ်ပထမနှစ်တုန်းကတော့သူတို့အတင်းလှူခိုင်းလို့လှူခဲ့ရတာတွေကတော့အများကြီးပဲပေါ့နော်ဒီနှစ်ကတော့ကိုလှူကျင်တဲ့စိတ်အဲ့လိုမျိုးအရန်လှူကျင်တယ်ဆိုလို့ရှိရင်ကိုလှူကျင်တလောက်ကိုလှူခဲ့လိုက်တယ်သူတို့ဘာပဲပြောပေါ့နော်ပြီးတော့ကြိုက်ထီကနေကြောက်ထက်ကြီးကိုသွားတဲ့လမ်းမှာထမင်းဆိုင်နေမုတ်ဆိုင်နေအများကြီးရှိတယ်ဒါပေမဲ့ဈေးကြီးတယ်သူတို့လည်းတောင်ဟိုတောင်အောက်ကနေဒီတောင်ပေါ်ထိတည်လာရတာမလွယ်တဲ့အကြောင်းမလို့ဒီဈေးနဲ့တော့ရောင်းရင်ရောင်းမှာပေါ့နော်အဲ့လောက်ပဲရောင်းမှာပဲသူတို့လည်းအဆင်ပြေမှာပေါ့အဲ့ဒီဈေးကြီးတဲ့ဓာတ်မခံနိုင်လို့ရှိရင်တော့ကိုပါကိုအိမ်ကနေပြီးတော့မုတ်တွေပါရဲ့အဲ့လိုမျိုးထည့်သွားပေါ့နော်သူတို့ကတော့ဒီတစ်ခေါက်သွားတာကြိုက်ထီကိုသွားတာခောက်ဆွဲကြောက်တုတ်တွေရောမုတ်တွေရောဝယ်သွားပါတယ်အဝယ်အစားဆိုတာတည်းမုတ်တွေအများကြီးပို့ထည့်သွားပါတယ်ဟိုမှာဝယ်စားရတာအဆင်မပြေလို့ဟင်းကအစကွာဟင်းအချောက်တွေချက်သွားတယ်ပြီးတော့မှအရေးတောင်ဟင်းလေးနောက်ဆုံးရက်မှာပဲဝယ်စားလိုက်ရတယ်။ခမင်းကအစပေါင်းအိုးထည့်သွားတယ်ပြီးွားရင်ဆန်ကိုအဲ့တောင်ပေါ်မှာဝယ်ပြီးတော့ပဲကိုပါတာချက်ပြီးတော့စားပါတယ်။ပြီးတော့ဟိုတယ်ကားတွေဆိုတာလဲလေ3000တန်3600ဖြစ်နေတယ်တကယ်အခါကြီးရက်ကြီးဆိုလို့ရှိရင်ဒါကြောင့်မလို့အခါကြီးရက်ကြီးမသွားကြနဲ့ဂျာရက်တွေပဲသွားကြလို့အကြံပေးတာပါ။အမှန်ကတော့ကြီးကမဆက်နာဟာဖြစ်မယ်တင်တယ်ကြီးကမဆက်နာကနေပြီးတော့ရေအိုးစင်လေးရေချမ်းအိုးဆိုပြီးတော့လူခန်းနှစ်တိုင်းသွားရနော်အဲ့ပထမနှစ်ကလည်းရေအိုးတအိုးအတွက်ပဲလိုနေရပါတအိုးအတွက်လူခဲ့ပါဆိုလို့လူခဲ့တယ်ဒီနှစ်သွားတော့လည်းတအိုးလိုတာပါတကယ်တော့လူတဲ့လူတွေဆိုတာလဲတစ်နှစ်နဲ့တစ်နှစ်ကွာဒီနှစ်ငါတို့ရေအိုးလေးလူခဲ့တယ်နောက်နှစ်သွားလို့ရှိရင်ဒီရေအိုးလေးရှိနေပါလားဆိုလို့ရှိရင်တော့ပီတိဖြစ်တာပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလဲရှိမနေပါဘူးတစ်နှစ်နဲ့တစ်နှစ်ဒီလိုအပ်တာကတော့ဒါပါပဲပြီးတော့ပြန်လူတလောက်လဲပြန်ဖြည့်ထားတယ်ဆိုတာတော့မရှိပါဘူးနောက်ထပ်မန်းနေကတော့ဖတ်မပြတော့ဘူးဖတ်တာကြည့်လိုက်တော့အဆုံးထိစုပြောတာတွေဟုတ်လားမဟုတ်လားဆိုတာတော့တီးတဲ့လူတွေတီးတယ်ဒါကြောင့်မို့ဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ဘိုင်ဘိုင်